လန်းကတော့ငားများဖို့စိတ်ကူးနဲ့ကန်ဆောင်တစ်ခုမှလာထိုင်နေတဲ့ရေမွန်ဆိုတဲ့အလွန်ပြင်းကြီးတဲ့ကောင်လေးတစ်ယောက်နဲ့စတင်ထားပါတယ်လွန်ခဲ့တဲ့ခဏလေးကမှရေမွန်ဟာကျောင်းမှာအရှက်ရစရာကြုံခဲ့ရတာဖြစ်ပြီးအခုတော့သူဟာလုံးဝအသုံးမကျတဲ့သူမဟုတ်ဘူးဆိုတာကိုအားလုံးကိုသက်သေပြဖို့အတွက်ထူးခြားတဲ့ငါး၄-၅ကောင်လောက်ကိုဖမ်းကျင်နေတာပါသူစပိန်နဲ့ကန်နာကိုရောက်လာတဲ့အခါငှက်အုပ်ကြီးကသူ့ကိုနေရာတူးတစ်ခုစီခေါ်သွားခြင်းတလို့မျိုးလမ်းပြပေးနေခဲ့ကြပါတယ်အဲ့ဒီအချိန်မှာပဲသူဟာဖားကြီးတစ်ကောင်ကိုတွေ့ပြီးဖမ်းဖို့ပြေးသွားခဲ့ပေမဲ့ဖားကကန်ထဲခုန်ချသွားခဲ့ပါတယ်သူဟာငားများချိတ်ကိုရေထဲချပြီးကန်ပေါင်ပေါ်မှာပဲလှဲချလိုက်ကသူ့ဘဝမှာဘာမှလုပ်เสียမလို့ပဲလိုချင်သမျှအရာအလုံးရလာနိုင်မဲ့အရာတစ်ခုခုဖြစ်လာပါစေဆိုပြီးအတန်ထွက်တွေးနေမိပါတော့တယ်အဲ့ဒီလိုပြောလိုက်တဲ့ခဏမှာပဲသူ့ရဲ့ငားများချိတ်ဟာသူ့အလိုလိုဆွဲခံရပြီးထူးဆန်းတဲ့အရာဝတ္ထုတစ်ခုနဲ့တွားညီခဲ့ပါတယ်သူကဆွဲတင်ဖို့ကြိုးစားပြီးတေချာကြည့်လိုက်တဲ့အခါသူ့ရှေ့မှာထူးဆန်းတဲ့တတဝါတစ်ကောင်ပေါ်လာခဲ့ပါတယ်ရေမွန်ဟာဒါဘာလဲဆိုတာကိုသိကျင်တာကြောင့်တစ်ပင်တွေနောက်မှာပုံရင်အနားကိုစတင်ကတ်သွားခဲ့ပါတယ်သူကအဲ့ဒီတတဝါရဲ့လှရှာစီကိုကြောက်ခဲတစ်လုံးနဲ့ပစ်ပေါက်လိုက်ရာအဲ့ဒီတတဝါကကြောက်ခဲကိုဖမ်းယူလိုက်ပါတယ်ပြီးနောက်သူကစကားပါစတင်ပြောဆိုလာပါတယ်သူ့နာမည်ကဘေလီဖြစ်ပြီးသူဟာမှော်ဘူးသီးတစ်လုံးဖြစ်တယ်လို့ပြောပြခဲ့ပါတယ်အစာပိုင်းမှာရေမွန်ကြောက်လန့်သွားပေမဲ့နောက်တော့သူ့အဖွားပြောပြမှုတဲ့ပုံမြင်ကိုသတိရသွားခဲ့ပါတယ်အဖွားကသူ့ကိုဂျင်းဒီတကောင်လိုမျိုးပိုင်ရှင်ရဲ့ဆန္ဒမှန်သမျှကိုဖြည့်ဆည်းပေးနိုင်တဲ့မှော်ဘူးသီးတစ်လုံးအကြောင်းမကြာခဏပြောပြလိမ့်ရှိတာပါဒီတော့မှဒီတတဝါဟာသူ့ကိုအန်တရပြုမှာမဟုတ်ဘူးဆိုတာသူနားလည်သွားခဲ့ပါတယ်ဘေလီကရေမွန်ရဲ့ဆန္ဒမှန်သမျှကိုဖြည့်ဆည်းပေးနိုင်တယ်လို့ပြောပေမဲ့ရေမွန်ကမယုံခဲ့ပါဘူးသူကမင်းမှာတကယ်သာစွမ်းအားရှိရင်ငါပုံးထဲကိုငါးတကောင်သူ့အလိုလိုရောက်လာရမယ်လို့ပြောလိုက်ပါတယ်ရေမွန်ခဏလောက်စောင့်ကြည့်ခဲ့ပေမဲ့ဘာမှဖြစ်မလာခဲ့ပါဘူးဒါကြောင့်ဒီတတဝါပောက်ကရတွေပြောနေတာပဲလို့ထင်ပြီးထွက်သွားဖို့ပြင်ပါတော့တယ်အဲ့ဒီခါဘေလီကအရင်ဆုံးစီကန်းချက်တစ်ခုကိုလက်ခံရမယ်လို့ပြောခဲ့ပါတယ်စီကန်းချက်ကတော့ရေမွန်အနေနဲ့သူ့အကြောင်းကိုဘယ်သူ့ကိုမှမပြောပြဖို့ပါပဲလူတွေသာသိသွားရင်သူ့ကိုဖမ်းဆီးပြီးသူတို့ရဲ့ဆန္ဒတွေအားလုံးကိုအတင်းကျပ်ဖြည့်ဆည်းခိုင်းကြမှာဖြစ်ပြီးသူ့ဘဝဟာအရန်ဒုက္ခရောက်ရလိမ့်မယ်လို့ဆိုပါတယ်ရေမွန်ကလည်းဒါကိုလျှို့ဝှက်ထားပါမယ်လို့ကတိပေးခဲ့ပါတယ်ဒီနောက်မှာတော့ဘေလီကသူ့ရဲ့မှော်စွမ်းအင်ကိုစတင်သုံးစွဲပါတော့တယ်ကန်ထဲကငါးတွေအားလုံးဟာလေထဲမှာကူးခတ်လာကြပါတယ်ဘေလီကကြိုက်တဲ့ငါးကိုရွေးယူဖို့ပြောပြီးရေမွန်ရွေးလိုက်တဲ့ငါးတွေဟာသူ့ပုံးထဲကိုရောက်ရှိသွားပါတယ်ပြီးတော့ရေမွန်ကအစားအသောက်လေးတချို့ရှိရင်ကောင်းမယ်လို့ပြောလိုက်ပါတယ်အဲ့ဒီလိုပြောလိုက်တာနဲ့ဘေလီဟာရေမွန်အကြိုက်ဆုံးအရာအားလုံးကိုမှော်အတက်နဲ့ပေါ်လာစေခဲ့ပါတယ်အဲ့ဒီအစားအစာတွေဟာသူ့ပတ်ပတ်လည်မှာဝဲပြန်နေခဲ့ပါတယ်ရေမွန်လည်းတစ်ခုချင်းစီကိုစတင်မြည်စမ်းပါတော့တယ်စားတောက်နေရင်းနဲ့ရေမွန်ဟာအခုဆိုရင်ဘာမှလုပ်เสียမလို့တော့ပဲသူ့တဘွားလုံးကိုအပြည့်အဝတက်တောင့်တက်တာနဲ့ပျော်ပျော်ရွှင်ရွှင်နေထိုင်သွားတော့မယ်ဆိုပြီးစိတ်ကူးရင်အိမ်မက်တွေစတင်တိဆောက်နေခဲ့ပါတယ်အခုရေမွန်အကြောင်းကိုနည်းနည်းပိုနားလည်ဖို့အတွက်ဇလန်းကအချိန်ကိုနောက်ပြန်ဆုတ်သွားပါတယ်အဲ့ဒီအချိန်တုန်းကရေမွန်ဟာကဘာကြီးကိုကယ်တင်ဖို့အိမ်မက်နေခဲ့တာပါကဘာမြေပေါ်ကိုကြီးမားတဲ့ဘေးဒုက္ခကြီးတစ်ခုကြာရောက်လာတဲ့အခါရေမွန်ဟာသူ့ရဲ့အာကာသယာဉ်နဲ့တွားပြီးလူတိုင်းကိုကယ်တင်ခဲ့ပါတယ်ဒါပေမဲ့ရုတ်တရက်ဆိုသလိုအဖွားဖြစ်သူရဲ့အတန်ကိုကြားလိုက်ရပြီးလူကြီးလူကောင်းလေးဟာအိယာကနေနိုးလာခဲ့ပါတယ်သူ့ရဲ့ညီမလေးဆိုဖီကလည်းကြောင်းသွားဖို့အခုပဲထားရတော့မယ်ဆိုပြီးအပေါ်ကနေသူ့ကိုအော်ခေါ်နေခဲ့ပါတယ်သူတို့ရဲ့မိဘတွေလေးစိတ်သွားတော့မယ်ဆိုတာကိုလည်းဆိုဖီကသတိပေးခဲ့ပါတယ်ရေမွန်ဟာသူတို့ကိုတွေ့ဖို့ချက်ချင်းပြေးသွားခဲ့ပြီးမိဘတွေကိုကန်ကောင်းပါစေဂရုစိုက်ကြပါလို့နှုတ်ဆက်ခဲ့ပါတယ်မိခင်ဖြစ်သူကမထွက်ခွာခင်မှာအ ਨੇ ဆုံးတော့သားနဲ့တွေ့ခွင့်ရသေးတာပေါ့လို့ပြောပေမဲ့ဖခင်ဖြစ်သူကတော့ကြောင်နောက်ကြလိမ့်မယ်မြန်မြန်သွားတော့လို့ပြက်ပြက်သားသားပြောခဲ့ပါတယ်ဒီနောက်မှာတော့သူเจ้าကိုထွက်လာခဲ့ပြီးလမ်းမှာတငယ်ချင်းတွေနဲ့ဆုံခဲ့ပါတယ်အဲ့ဒီခါစူစီကသူ့ကိုတင်ချစာမေးပွဲအတွက်ပြင်ဆင်ထားပြီးပြီလားလို့မေးမှာပဲလူကြီးလူကောင်းလေးဟာစာမေးပွဲအကြောင်းကိုသတိရသွားပါတော့တယ်အခုတော့သူစဉ်းစားနေတာကဆီယာမကသူ့ကိုမခေါ်ပါစေနဲ့လို့ပဲဆူတောင်းနေမိတာပါဒါပေမဲ့အတန်းထဲရောက်တော့ဆီယာမကသူ့ကိုအရင်ဆုံးကြောက်တင်ပုံစီခေါ်လိုက်ပါတယ်ရေမွန်ကဆီယာမသားမပြင်ဆင်ရသေးပါဘူးခရီးသွားမဲ့ဖေဖေနဲ့မေမေကိုကူညီပေးနေလို့ပါဆိုပြီးအမှန်တိုင်းပြောခဲ့ပါတယ်ဒါပေမဲ့ဒါဟာဆီယာမအတွက်တော့အကြောင်းပြချက်မဖြစ်ခဲ့ပါဘူးစာမကြက်ဖဲလာရင်ဘာအကျိုးဆက်ဖြစ်မလဲဆိုတာကလေးတွေအားလုံးနားလည်သွားအောင်ဆီယာမကရေမွန်ကိုတဒန်းလုံးရှေ့မှာအပြစ်ပေးခဲ့ပါတယ်ဒါဟာပထမဆုံးအကြိမ်မဟုတ်ပါဘူးရေမွန်ဟာစာတင်တာကိုမကြာခဏလှစ်လျူရှုလေ့ရှိပါတယ်ဒါကြောင့်လည်းသူ့ရဲ့အမှတ်တွေကနည်းနေရတာပါအတန်းတွေကဗုတ်ပြားပေါ်မှာတောင်သူ့နာမည်ဘေးမှာကျဲတလုံးပဲရှိပါတယ်ဒါပေမဲ့ရေမွန်ကတော့အ ਨੇ ဆုံးတော့ငါ့မှာကျဲတလုံးရှိသေးတာပဲဆိုပြီးပျော်နေခဲ့ပါတယ်သူဟာအချိန်အများစုကိုစိတ်ကူးရင်ကုံဆုံးစေခဲ့ပါတယ်သူဟာကျောင်းရဲ့သိပ္ပံ project အတွက်ပြုလုပ်ထားတဲ့ဒုံးပြန်ဒီဇိုင်းကိုတငယ်ချင်းတွေကိုပြသခဲ့ပေမဲ့ဂျွန်ကလှောင်ပြောင်ခဲ့ပြီးအဲ့ဒီလိုဒုံးပြန်မျိုးလုပ်ဖို့အရန်ခက်ခဲတယ်လို့ပြောခဲ့ပါတယ်ဒါကိုကြားတော့ရေမွန်စိတ်မကောင်းဖြစ်ပြီးထိုနေရာကနေထွက်ခွာသွားခဲ့ပါတယ်အိမ်ပြန်ရောက်တဲ့အခါအဖွားကဆိုဖီကိုဆန္ဒမှန်သမျှဖြည့်ဆည်းပေးနိုင်တဲ့မှော်ဘူးသီးအကြောင်းပုံမြင်ပြောပြနေတာကိုကြားခဲ့ရပါတယ်ရေမွန်ကတော့ဒီပုံမြင်ကိုအကြိမ်ကြိမ်မရေမတွက်နိုင်အောင်ကြားပူးပြီးဖြစ်တာကြောင့်ဂယုမဆိုင်ပဲသူ့အခန်းထဲဝင်သွားခဲ့ပါတယ်သူတနေရာထဲမှာထိုင်ပြီးအိမ်စာတွေကိုအပတ်တကုတ်လုပ်ဖို့ကြိုးစားခဲ့ပေမဲ့ခဏခဏပြန်ငိုက်နေခဲ့ပါတယ်ပြီးတော့သူဟာဇလန်းစတင်ခဲ့တဲ့ကန်စီကိုငားများဖို့သွားခဲ့တာဖြစ်ပါတယ်ဘာပဲဖြစ်ဖြစ်ဘေလီမော်နဲ့ဖန်တီးပေးထားတဲ့အစားအစာတွေကိုစားတော့ပြီးနောက်ရေမွန်ကကောင်းကင်ကိုမော့ကြည့်ပြီးငါအမြဲတမ်းပြန်တန်းကျင်ခဲ့တာလို့ပြောလိုက်ပါတယ်အဲ့ဒီလိုပြောလိုက်တာနဲ့ဘေလီကခက်လန်းလန်းကိုအမြန်သွားပြီးလေရင်တစင်းကိုမှော်နဲ့ဖန်တီးပေးလိုက်ကသခင်
ဒီထဲမှာထိုင်ပါလို့ပြောခဲ့ပါတယ်ဘေလီကလေရင်မောင်းသူထိုင်ကုန်မှာထိုင်ပြီးလေရင်ကိုမောင်းနှင်ပေးခဲ့ကရေမွန်လဲကောင်းကင်ရံကနေသူ့မြို့ရဲ့မြင်ကွင်းကိုကြည့်ပြီးအယမ်းပျော်သွားခဲ့ပါတယ်သူဟာငှက်တွေနဲ့အတူကောင်းကင်နဲ့ပြန်တန်းနေခဲ့တာပါရေမွန်ရဲ့စိတ်ကူးရင်ကဘာဟာလက်တွေ့ဖြစ်လာခဲ့ပါပြီသူကဖမ်းမိထားတဲ့ငါးတွေကိုတငယ်ချင်းတွေကိုပြသနိုင်ဖို့ကျောင်းကိုခေါ်သွားပေးဖို့ဘေလီကိုပြောခဲ့ပါတယ်ကျောင်းကိုရောက်တဲ့အခါရှောင်းနွန်းနဲ့ဒန်ရိုးကိုငါးတွေပြသခဲ့ပြီးနှစ်ယောက်စလုံးအယမ်းသဘောကျအထင်ကြီးသွားခဲ့ကြပါတယ်သူဟာငါးတွေကိုပါမောက္ခလူကိုလည်းပြသခဲ့ပြီးအိမ်ကိုယူဆောင်လာကငါးကန်နဲ့ထည့်ထားခဲ့ပါတယ်အိမ်မှာသူဘေလီနဲ့စကားပြောနေတော့ဆိုဖီအခန်းထဲဝင်လာခဲ့ပါတယ်သူမကဘသူနဲ့စကားပြောနေတာလဲလို့မေးပါတယ်ရေမွန်ကငါဘလို့လူလဲဆိုတာနင်းသိသားပဲငါကထူးဆန်းတယ်ကိုဘာသာကိုစကားပြောနေတာပါဆိုပြီးချက်ချင်းအကြောင်းပြချက်ပေးခဲ့ပါတယ်ဒါပေမဲ့ဆိုဖီကမယုံပဲအဲ့ဒီတတဝါကိုအခန်းထဲလိုက်ရှာပါတော့တယ်ဆိုဖီဟာဘေလီကိုဖမ်းဖို့ကတင်အောက်ထဲအထိတွားသွားပြီးလိုက်ရှာနေခဲ့ပါတယ်ဘေလီကလည်းလွတ်အောင်ထွက်ပြေးနေခဲ့ပါတယ်ဆိုဖီကရှေ့ကိုဒူးထောက်ခုံအုပ်လိုက်ပြီးဘေလီကိုဖမ်းမိပြီလို့ထင်ခဲ့ပေမဲ့တကယ်တမ်းတော့အဖွားရဲ့ခြေထောက်ဖြစ်နေခဲ့ပါတယ်ဒီနောက်မှာတော့အဖွားကသူမကိုကတင်အောက်ကနေဆွဲထုတ်ပြီးမင်းအကိုစာချက်ပါစေလို့ပြောကအောက်ထက်ကိုခေါ်သွားခဲ့ပါတယ်သူတို့ထွက်သွားပြီးနောက်ရေမုံကဘေလီကိုရှာလိုက်ရာဘေလီဟာစောင်းအောက်မှာအိပ်ပျော်နေတာကိုတွေ့လိုက်ရပါတယ်ဘာပဲဖြစ်ဖြစ်နောက်တစ်နေ့မနက်မှာရေမုံဟာစာကြည့်တိုက်ကိုသွားပြီးဟာနာစီကနေစာအုပ်တအုပ်ယူဖို့ကြိုးစားခဲ့ပါတယ်ဒါပေမဲ့ဟာနာကသူမသဘောကျနေတဲ့ဖရက်ကအဲ့ဒီစာအုပ်ကိုကြိုတင်ဘိုကင်လုပ်ထားတာကြောင့်စာအုပ်မရှိတော့ဘူးလို့ပြောပါတယ်ရေမုံကဟာနာကိုဒီစာအုပ်ကသူ့အတွက်အရန်အရေးကြီးကြောင်းဇီဝဗေဒစာမှုပွဲရှိလို့ပြင်ဆင်ရမှာဖြစ်ကြောင်းမဟုတ်ရင်သူထပ်ပြီးအပြစ်ပေးခံရလိမ့်မယ်လို့ပြောပြခဲ့ပါတယ်ဒါပေမဲ့ဟာနာကပေးဖို့ညှင်းဆန်ခဲ့ပါတယ်ဒါကိုကြားတော့ရေမုံအရန်စိတ်ညစ်သွားခဲ့ပါတယ်အဲ့ဒီအခါဘေလီကကူညီဖို့ဆုံးဖြတ်လိုက်ပါတယ်သူဟာမှော်စွမ်းအင်ကိုသုံးပြီးအဲ့ဒီစာအုပ်ကိုရေမုံရဲ့လွယ်အိတ်ထဲကိုတိုက်ရိုက်ရောက်သွားစေခဲ့ပါတယ်စာအုပ်ကသူ့အိတ်ထဲရောက်လာတာကိုမြင်တော့ရေမုံကြောက်လန့်သွားပါတယ်ဒီစာအုပ်သူ့စီမှာရှိနေတာကိုတယောက်ယောက်သိသွားရင်သူအပြစ်ပေးခံရနိုင်တယ်လို့သူစိုးရိမ်သွားခဲ့ပါတယ်အဲ့ဒီချိန်မှာပဲရုတ်တရက်ရှောင်းကသူ့အနောက်ကနေရောက်လာပြီးရေမုံလန့်သွားခဲ့ပါတယ်ရှောင်းကသူ့ကိုစစ်တူရင်ကစားဖို့ခေါ်ခဲ့ပါတယ်ရေမုံကသူအရင်ဆုံးအရေးကြီးတာတခုလုပ်เสียရှိတယ်လို့ပြောပြီးစာအုပ်ကိုစာကြည့်တိုက်အပြင်ဘက်ကိုတိတ်တဆိတ်ပစ်ထုတ်လိုက်ကပြန်လဲပြန်တန်းယူသွားဖို့ဘေလီကိုပြောခဲ့ပါတယ်ဒီနောက်မှာတော့သူရှောင်းတဲ့အတူစစ်တူရင်စတင်ကစားခဲ့ပါတယ်စစ်တူရင်ကစားနေတော့ရေမုံကငါမင်းကိုအနိုင်ယူတော့မှာမင်းရဲ့ဘရင်ရောမိဖုရားရောအကုန်စားပစ်မယ်ငါစင်ကိုကြည့်လိုက်ဆိုပြီးနောက်ပြောင်ပြောဆိုလိုက်ပါတယ်ဒါပေမဲ့ဘေလီကတော့သူဟာဘရင်နဲ့မိဖုရားအပါဝင်အားလုံးကိုတကယ်စားကျင်နေတယ်လို့ထင်မှတ်သွားပြီးသူ့ဆန္ဒကိုဖြည့်ဆည်းပေးလိုက်ပါတယ်ရုတ်တရက်ဆိုသလိုရေမုံဟာစစ်တူရင်အကောင်တွေအားလုံးကိုတကယ်ပဲမျိုးချမိသွားပါတော့တယ်အခုတော့သူဟာဓာတွေကိုပြန်ထုတ်ဖို့အပြင်ကိုချက်ချင်းပြေးထွက်သွားခဲ့ပါတယ်ဒီအချိန်မှာပဲသိပ္ပံစာအုပ်ဟာလေထဲမှာပြန်တန်းနေတာကိုသူတွေ့လိုက်ရပါတယ်သူဖမ်းဖို့နောက်ကနေပြေးလိုက်ပေမဲ့မဖမ်းမိခဲ့ပါဘူးအဲ့ဒီကဘေလီကစာအုပ်ကိုလိုက်ဖမ်းဖို့ပြန်တန်းနိုင်တဲ့ဦးထုတ်ကိုအသုံးပြုခဲ့ပါတယ်ဒါပေမဲ့သူတို့နှစ်ဦးစလုံးဟာအားကစားခန်းမရဲ့ရေကူးကန်ထဲကိုတဲ့ပြုတ်ကျသွားခဲ့ပါတယ်ရေမွန်အဲ့ဒီကိုရောက်လာတဲ့အခါဘာမှမစင်စားတော့ပဲရေထဲခုန်ချလိုက်ကစာအုပ်နောက်ကိုလိုက်ပြီးဖမ်းယူနိုင်ခဲ့ပါတယ်နီးပြကရေမွန်အလွန်လျင်မြန်စွာရေကူးနေတာကိုမြင်တွေ့သွားခဲ့ပါတယ်သူ့ရဲ့အရှိန်ကိုမြင်ပြီးနီးပြကအလွန်သဘောကျအထင်ကြီးသွားခဲ့ပါတယ်အသင်းမှာနေရာလွတ်တစ်ခုရှိနေပြီးရက်တပတ်အနှဲငယ်အကြာမှာပြိုင်ပွဲတစ်ခုကျင်းပတော့မှာဖြစ်တာကြောင့်နီးပြကရေမွန်ကိုသူ့ရဲ့ရေကူးအသင်းမှာနေရာတစ်ခုကမ်းလှမ်းခဲ့ပါတယ်ရေမွန်ကလည်းချက်ချင်းပဲသဘောတူလက်ခံလိုက်ပါတယ်အဝတ်အစားတွေ6တွေ့အောင်စောင့်နေရင်ရေမွန်ကသူ့အသင်းအနေနဲ့ရေကူးချန်ပီယံဆုကိုစွတ်ခူးနိုင်ပါမလားလို့စတင်တွေးတောမိပါတယ်ဘေလီကတော့သူရှိနေတဲ့ရေမွန်ဟာအမြဲတမ်းအနိုင်ရနေမှာပါလို့ချက်ချင်းပြောခဲ့ပါတယ်ညဘက်ရေမွန်အိပ်ပျော်နေချိန်မှာဘေလီဟာသူ့အခန်းကိုတန့်ရှင်းရေးလုပ်ပေးခဲ့ပါတယ်အဝတ်ညစ်တွေကိုချင်းတောင်းတဲ့ထက်အဝတ်တန့်တွေကိုဘီရိုထဲထည့်ပေးပြီးကျောင်းသုံးပစ္စည်းတွေကိုလည်းစနစ်တကျစီစဉ်ပေးခဲ့ပါတယ်အရာအလုံးကိုပြင်ဆင်ပြီးနောက်ဘေလီအနားယူသွားခဲ့ပါတယ်နောက်တစ်နေ့မနက်မှာကျောင်းနောက်မကျစေဖို့ရေမွန်ကိုစောစောနှိုးပေးခဲ့ပါတယ်ရေမွန်ကအနှိုးခံရစရာမလိုပဲမနက်စာစားနေတာကိုအဖွာတွေ့လိုက်ရတဲ့အခါအယံဝမ်းသာသွားခဲ့ပါတယ်ရေမွန်တိုးတက်လာပြီလို့သူမှခန်းစားမိခဲ့ပါတယ်ပထမဆုံးအကြိမ်ဖြစ်ရေမွန်ဟာကျောင်းသွားဖို့လောမလုပ်ရတော့ပါဘူးအဲ့ဒီနေ့မှာအပူချိန်ကအယံပြင်းထန်နေတာကြောင့်ဘေလီကတခုခုလုပ်ပေးရမယ်လို့ယူဆခဲ့ပါတယ်ဒါကြောင့်ရေမွန်ချွေးမထွက်ပဲကျောင်းရောက်နိုင်စေဖို့စပိန်ကိုသူ့ဘာသာသူစတင်နင်းပေးခဲ့ပါတယ်ဘေလီရဲ့အကူအညီနဲ့ရေမွန်ဟာအတန်းထဲမှာတဖြည်းဖြည်းတော်လာခဲ့ပြီးပါမောက္ခလူကလည်းသူ့ရဲ့တိုးတက်မှုကိုအတော်လေးသဘောကျအထင်ကြီးခဲ့ပါတယ်သူဟာပုံမကောင်းမွန်တဲ့ကျောင်းသားတစ်ယောက်ဖြစ်လာခဲ့ပြီးစာမှုပွဲအမှတ်တွေလည်းတဖြည်းဖြည်းတိုးတက်လာခဲ့ပါတယ်ရေကူးလေ့ကျင့်ရမှာလည်းဘေလီကသူ့ကိုတိတ်တဆိတ်ကူညီပေးခဲ့ပါတယ်သူဟာရေအောက်မှာနေပြီးရေမွန်ပုံမမြန်ဆန်စွာရေကူးနိုင်အောင်ကူညီပေးခဲ့ပါတယ်ရေမွန်စံချိန်တင်အချိန်အတွင်းလေ့ကျင့်မှုပြီးဆုံးသွားတဲ့အခါနီးပြကမယုံနိုင်လောက်အောင်ဖြစ်သွားခဲ့ပြီးရေမွန်ကိုအကြီးအကျယ်ချီးကျူးခဲ့ပါတယ်အဲ့ဒီညနေမှာအစားစားပြီးနောက်ရေမွန်ဟာကျောင်းရဲ့သိပ္ပံပရောဂျက်အတွက်သူဆွဲထားတဲ့ဒုံးပြန်ပုံဆွဲချက်ကိုကြည့်ခဲ့ပါတယ်ဂျွန်ပြောတာမှန်တယ်ဆိုတာကိုသူနားလည်သွားခဲ့ပါတယ်အဲ့ဒီဒုံးပြန်ကိုလှုပ်ဖို့ကခက်ခဲပါတယ်သူလက်လျှော့တော့မယ်အချိန်မှာပဲဘေလီကဒီဇိုင်းအသစ်တစ်ခုလုပ်ပေးခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီဒီဇိုင်းအသစ်ကပိုလို့တောင်ခက်ခဲနေတာကိုရေမွန်တွေ့လိုက်ရပါတယ်ဒါကြောင့်ဘေလီဟာသူ့ရဲ့မှော်စွမ်းအင်ကိုသုံးပြီးစက်ရုပ်ခွေးတစ်ကောင်ကိုဖန်တီးပေးခဲ့ပါတယ်
နောက်တစ်နေ့မနက်မှာရေမုံကအဲ့ဒါကိုကြောင်းယူသွားပြီးအားလုံးကိုသူ့ရဲ့ project အသစ်အဖြစ်ပြသခဲ့ပါတယ်။ဂဲလဂိုတီယာတက္ကသိုလ်ကလူတွေဒီဇက်ကားကိုကြည်ဘူးကြမလားတော့မသိပါဘူး။အတန်းဖော်တွေအားလုံးကသူ့ကိုစတင်ချီးကျူးကြပြီးအဲ့ဒီစက်ရုပ်ကိုကြည့်ပြီးအားလုံးအံ့အားသင့်ခဲ့ကြပါတယ်။ဒါပေမဲ့ဒန်ကရေမုံရဲ့စက်ရုပ်ကိုစိန်ခေါ်ခဲ့ပြီးစက်ရုပ်နှစ်ရုပ်ကြားပြိုင်ပွဲတစ်ခုဖြစ်ပွားခဲ့ပါတယ်။ဘေးလီသူ့ခန္ဓာကိုယ်ကိုလှုပ်ရှားသလိုမျိုးစက်ရုပ်ကလည်းအတိအကျအဲ့ဒီလိုလိုက်လှုပ်ရှားနေတာပါ။ဒါကြောင့်ဒီပြိုင်ပွဲအတွက်ဘေလီဟာတိုက်ခိုက်မှုခံစားချက်ရအောင်သူ့ရှေ့ကိုဖားတကောင်ခေါ်လာခဲ့ပါတယ်။ဘေလီနဲ့ဖားတိုက်ခိုက်သလိုမျိုးပဲစက်ရုပ်နှစ်ရုပ်ဟာအတိအကျအပြန်အလှန်တိုက်ခိုက်ခဲ့ကြပြီးဒီနည်းနဲ့မှော်အကူကြီးကြောင့်ရေမွန်ရဲ့စက်ရုပ်ကဒန်ရဲ့စက်ရုပ်ကိုအနိုင်ရသွားခဲ့ပါတယ်။ဒါပေမဲ့အတန်းဖော်တယောက်ကစက်ရုပ်ခွေးကိုထိလိုက်တဲ့ခဏမှာပဲအဲ့ဒါကတုံရင်လာပြီးအလုံးမလုံးတော့ပါဘူး။အခြေခံအားဖြင့်တော့ပြတ်သွားခဲ့တာပါ။ဒါကိုမြင်တော့ရေမွန်အရန်ဒေါသထွက်သွားခဲ့ပါတယ်။ဘသူကဒီလောက်အသုံးမကျတဲ့စက်ရုပ်မျိုးလောက်တာလဲလို့ဘေလီကိုပြောပြီးစက်ရုပ်ကိုချက်ချင်းပြင်ပေးဖို့ပြောခဲ့ပါတယ်။နောက်တော့အိမ်ရပြန်လမ်းမှာရေမွန်နဲ့ဒန်တို့ဟာဒိုင်နိုဆောရုပ်ရှင်ကြည့်ဖို့စဉ်းစားခဲ့ကြပေမဲ့ရုပ်ရှင်ရုံကိုရောက်တဲ့အခါလက်မှတ်အားလုံးရောင်းကုန်သွားပြီဆိုတာသိလိုက်ရပါတယ်။ရေမွန်ကတော့ရုပ်ရှင်ကိုကြည့်မယ်ဆိုပြီးဇိုးကောင်းမာနေခဲ့ပါတယ်။အဲ့ဒီခါဘေလီကသူ့ရဲ့မှော်စွမ်းအင်ကိုသုံးပြီးရေမွန်ကိုပိတ်ကားပြင်တွင်ထဲကိုတိုက်ရိုက်ပို့ဆောင်ပေးလိုက်ပါတယ်။အထက်ရောက်သွားတဲ့ခဏမှာပဲရေမွန်ဟာသူအမှားကြီးမှားသွားပြီဆိုတာနားလည်လိုက်ပါတယ်။ကြီးမားတဲ့ T-Rex ဒိုင်နိုဆောကြီးကသူ့နောက်ကိုစတင်လိုက်ပြေးပါတော့တယ်။အပြင်မှာထိုင်နေတဲ့လူတွေကသူ့ကိုမြင်ပြီးစတင်ရင်မောကြပါတယ်။ဘေလီကတော့လှေကားပေါ်မှာထိုင်ရင်းဓာတွေကိုကြည့်နေခဲ့ပါတယ်။ရေမွန်ဟာပိတ်ကားပြင်ထဲကနေထွက်ဖို့ကြိုးစားပြေးလွှာခဲ့ပေမဲ့ဒိုင်နိုဆောကသူ့ကိုဖမ်းမိသွားပြီးစားတော့မဲ့အချိန်မှာပဲဘေလီဟာသူ့ရဲ့တင်းမောငယ်လေးနဲ့ပိတ်ကားပြင်ထဲဝင်လာကဒိုင်နိုဆောကိုတိုက်ခိုက်ခဲ့ပါတယ်။သူဒိုင်နိုဆောကိုအနိုင်ယူလိုက်ပြီးရေနံအဖြစ်ပြောင်းလဲသွားစေခဲ့ပါတယ်။ဒါဟာရုပ်ရှင်လာကြည့်တဲ့လူတွေရဲ့ပျော်ရွှင်မှုကိုလည်းပျက်စီးစေခဲ့ပါတယ်။ဘာပဲဖြစ်ဖြစ်အိမ်ရပြန်လမ်းမှာရေမွန်ဟာအရန်ဒေါသထွက်နေခဲ့ပါတယ်။သူကဘေလီကိုမင်းငါ့ကိုကူညီဖို့ကြိုးစားရင်းနဲ့ပြဿနာတွေတွေပဲအမြဲရောက်အောင်လုပ်နေတာလို့ပြောခဲ့ပေမဲ့တကယ်ပြဿနာအစ်စ်ကတော့လာဖို့ကြံပါသေးတယ်။ရေမွန်စပိန်စီးနေစဉ်အနောက်ကနေအတန်တစ်ခုကြားလိုက်ရပါတယ်။သူလှည့်ကြည့်လိုက်တဲ့အခါမျက်လုံးပြူးသွားခဲ့ပါတယ်။အယုတ်တွေအများကြီးဟာအရှိန်အဟုန်နဲ့သူ့စီကိုဥတီလာနေတာပါ။သူထိတ်လန့်တကြားနဲ့အိမ်ကိုအမြန်ပြန်ရောက်လာခဲ့ပါတယ်။အယုတ်တွေအားလုံးသူ့အခန်းစီကိုဥတီသွားနေတာကိုသူတွေးလိုက်ရပါတယ်။ပြီးတော့သူ့အမေနဲ့အဖေတို့လည်းခရီးကနေပြန်ရောက်တော့မယ်ဆိုတာကိုသူသိလိုက်ရပါတယ်။ကြောက်လန့်တကြားနဲ့သူကအယုတ်တွေအားလုံးကိုစိုင်းစီအမြန်ပြန်ပို့ပေးဖို့ဘေလီကိုပြောခဲ့ပါတယ်။ကံကောင်းတာကဘေလီဟာအရာအားလုံးကိုအချိန်မီပြုပြင်ပေးခဲ့တာကြောင့်အမေနဲ့အဖေတို့ဘာမှမသိလိုက်ကြပါဘူး။မဟုတ်ရင်တော့ဒီအယုတ်တွေဘယ်ကရောက်လာတာလဲဆိုတဲ့မေးခွန်းတွေအဆုံးမရှိဖြစ်သွားမှာပါ။ခဏအကြာမှာရေမွန်ရဲ့အဖေကသူ့အခန်းစီလာပြီးအဲခန်းထဲကိုခေါ်သွားခဲ့ပါတယ်။အဲဒီကိုသွားကြည့်တော့ရေမွန်အတွက်စပိန်အသစ်တစ်စီးချထားတာကိုတွေ့ရပါတယ်။အဖေဖြစ်သူကဒါဟာရေကူးအသင်းနဲ့ဝင်လိုက်တဲ့ပျော်ရွှင်မှုအတွက်ဆုလာဖြစ်တယ်လို့ပြောခဲ့ပါတယ်။ရေမွန်အယမ်းပျော်သွားခဲ့ပါတယ်။သူ့ရဲ့ဒီဆုံးဖြတ်ချက်အပေါ်အဖေဖြစ်သူဒီလောက်အထိပျော်သွားလိမ့်မယ်လို့သူမထင်ထားခဲ့ပါဘူး။ဒါပေမဲ့ရေမွန်ပျော်နေတာကိုကြည့်ပြီးဘေလီဝမ်းနဲ့သွားခဲ့ပါတယ်။အခြားသူတွေအားလုံးကသူ့သခင်ကိုပျော်အောင်လုပ်ပေးနိုင်ပြီးငါကြတော့မလုပ်ပေးနိုင်ပါလားလို့သူခံစားလိုက်ရပါတယ်။ဒါကြောင့်နောက်တစ်နေ့မှာရေမွန်အမှတ်ကောင်းကောင်းရနိုင်စေဖို့တညာလုံးမအိပ်ပဲတင်ချာစာမွေးပွဲအတွက်ပြင်ဆင်ပေးခဲ့ပါတော့တယ်။မနက်ရောက်တော့ဘေလီကသူ့ကိုနှိုးဖို့ကြိုးစားတဲ့အခါရေမွန်ဟာသူ့ဘာသာသူထနေပြီဖြစ်တာကိုတွေ့လိုက်ရပါတယ်။ရေမွန်ကသူကြိုးစားပြီးအဆင့်ကောင်းကောင်းရရင်အမေနဲ့အဖေအရန်ပျော်ကြမှာဖြစ်လို့စာမွေးပွဲဖြေဖို့စိတ်လှုပ်ရှားနေတယ်လို့ပြောခဲ့ပါတယ်။အတန်းထဲမှာပါမောက်ခလူကစာမွေးပွဲမေးခွန်းလွှာတွေကိုဝေငှပေးလိုက်တဲ့အခါကလေးတွေအားလုံးချက်ချင်းစတင်ရေးသားကြပါတယ်။ဒါပေမဲ့ရေမွန်ကတော့အဖြေတွေဟာအပေါ်ကနေဘလို့ဘယ်ပုံကျလာမလဲဆိုပြီးငြိမ်ငြိမ်လေးထိုင်နေခဲ့ပါတယ်။အပြင်ဘက်တစ်ပင်ပေါ်မှာပုံနေတဲ့ဘေလီကပတင်းပေါက်ကနေမေးခွန်းတွေကိုကြည့်ပြီးကူညီဖို့ကြိုးစားခဲ့ပေမဲ့အချိန်မီဘာမှမလုပ်ပေးနိုင်ခဲ့ပဲရေမွန်ရဲ့အဖြေလွှာဟာဗလာဖြစ်နေသေးပါပဲ။အချိန်ကုန်လို့နီးပါဖြစ်လာတဲ့အခါရေမွန်ထိတ်လန့်တကြားဖြစ်လာခဲ့ပါတယ်။အဲ့ဒီအချိန်မှာစူစီကမေးခွန်းအားလုံးနီးပါပြီးစီးသွားပြီဆိုတာကိုသူသတိထားမိလိုက်ပါတယ်။ဘေလီကသူ့ရဲ့မှော်စွမ်းအင်ကိုသုံးပြီးစူစီရဲ့အဖြေတွေကိုရေမွန်ရဲ့စာရွက်ပေါ်ပို့ပေးလိုက်ရာစူစီရဲ့စာရွက်ကဗလာဖြစ်သွားခဲ့ပါတယ်။စူစီကသူ့ရဲ့စာရွက်အလွတ်ကြီးကိုအပ်လိုက်တဲ့အခါပါမောက်ခလူကတန်သေးရဝင်သွားခဲ့ပါတယ်။ပြီးတော့ရေမွန်ရဲ့စာရွက်ကိုကြည့်လိုက်တဲ့အခါစူစီရဲ့နာမည်ရေးထားတာကိုတွေ့လိုက်ရပါတယ်။ဘာကြောင့်လဲဆိုတော့အဖြေတွေနဲ့အတူနာမည်ပါကူးယူမိသွားခဲ့လို့ဖြစ်ပါတယ်။ဒီတော့မှအမှန်တရားကအားလုံးရှေ့မှာပေါ်ပေါက်သွားပါတော့တယ်။စူစီဟာသူမရဲ့စူးစမ်းအားထုတ်မှုကိုခိုးယူဖို့စူးစမ်းခဲ့တာကြောင့်သူ့တငယ်ချင်းအပေါ်အရန်ဒေါသထွက်သွားခဲ့ပါတယ်။ဆီယာမကရေမွန်ကိုအပြစ်မပေးမိမှာပဲသူဟာအဲ့ဒီနေရာကနေထွက်ပြေးသွားပြီးရေကန်စီတက်သွားခဲ့ပါတယ်။ခဏကြာမှဘေလီအဲ့ဒီကိုရောက်လာခဲ့ပါတယ်။ရေမွန်ကဒါတွေအားလုံးမင်းအပြစ်တွေပဲလို့ဒေါသတကြီးပြောခဲ့ပါတယ်။သူကဒေါသနဲ့ငါမင်းကိုချက်စားပစ်မယ်ဒီဘူးသီးကောင်လို့ပြောလိုက်ပါတယ်။ဘေလီကသူ့စကားတွေကိုတိုက်ရိုက်အတိတ်ပဲယူပြီးသူ့ကိုယ်သူအပြစ်စတင်ပေးပါတော့တယ်။သူကသူ့ကိုယ်သူမီးတောက်အဖြစ်ပြောင်းလဲလိုက်ပါတယ်။ဒါပေမဲ့ရေမွန်ရဲ့လက်ထဲရောက်သွားတဲ့အခိုက်အတန့်မှာပဲသူ့လက်ဟာအပြင်းအထန်မီးလောင်သွားခဲ့ပါတယ်။ဒါကိုမြင်တော့ရေမွန်ကဒီဘူးသီးဟာယူနေတာပဲ။သူ့အကူအညီကိုအချိန်တိုင်းမယူသင့်ဘူးဆိုတာနားလည်သွားခဲ့ပါတယ်။အခုတော့ရေမွန်ဟာမှော်ဘူးသီးပေါ်အရန်ဒေါသထွက်နေပါပြီ။သူကမင်းကမိစ္ဆာကောင်ပဲဒီကနေမြန်ထွက်သွားမင်းမျက်နှာကိုမမြင်ချင်ဘူးလို့အော်ဟစ်လိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲဘေလီရဲ့ရုပ်သွင်းဟာစတင်ပြောင်းလဲလာခဲ့ပါတယ်
တဖြည်းဖြည်းနဲ့ကြောက်မက်ဖွယ်ကောင်းတဲ့မိစ္ဆာကောင်းကြီးအဖြစ်တကယ်ပဲအသွင်ပြောင်းသွားပါတော့တယ်အဲ့ဒီကမော်ဘူးသီးကအမှန်တရားကိုပြောပြခဲ့ပါတယ်သူကငါသခင်ရဲ့စိတ်နှလုံးထဲမှာဘလို့ခံစားချက်တွေရှိတယ်လဲဆိုတာအတိုင်းငါကဖြစ်လာရတာပါလို့ပြောပါတယ်ရေမွန်စီမှာဒေါသထွက်တဲ့မကောင်းတဲ့အတွေးတွေရှိနေရင်သူ့ရဲ့ပုံသဏ္ဍာန်ကလည်းပြောင်းလဲသွားမှာဖြစ်ပါတယ်အဲ့ဒီလိုပြောပြီးသူဟာကြောက်စရာကောင်းတဲ့ပုံစံနဲ့ရေမွန်နောက်ကိုစတင်လိုက်လံဖမ်းဆီးပါတော့တယ်ရေမွန်ကြောက်လန့်တကြားနဲ့ချက်ချင်းထွက်သွားဖို့ကြေလောင်စွာအော်ပြောလိုက်ပါတယ်အဲ့ဒီလိုပြောလိုက်တဲ့ခဏမှာပဲဘေလီဟာသူ့ရဲ့မူလငြိမ်သက်တဲ့ပုံစံဟောင်းစီပြန်ရောက်သွားခဲ့ပါတယ်သူရေမွန်ကိုစတင်တောင်းပန်ပြီးကျေးဇူးပြုပြီးကျွန်တော်ကိုနောက်ထပ်အခွင့်အရေးတစ်ခုလောက်ပေးပါအောင်လို့ပြောခဲ့ပါတယ်ဒါပေမဲ့ရေမွန်ကတော့အခုမှော်ဘူးသီးကိုစိတ်ကုန်သွားပါပြီသူကဘူးသီးကိုကောက်ကင်ပြီးပထမဆုံးအကြိမ်စတင်တွေ့ရှိခဲ့တဲ့ကန်ထဲကိုပဲပြန်လဲပစ်ချလိုက်ပါတော့တယ်ခဏအကြာမှာရေမွန်ရဲ့ဆရာမနဲ့တငယ်ချင်းတွေကသူ့ကိုလိုက်ရှာရင်းအဲ့ဒီနေရာကိုရောက်လာကြပါတယ်အားလုံးကသူ့အတွက်စိုးရိမ်နေခဲ့ကြတာပါပါမောက်ခလူကသူ့ကိုចောင်းစေးကန်းစီချက်ချင်းခေါ်သွားပြီးမီးလောင်ထားတဲ့လက်ကိုပတ်တီးစီးပေးခဲ့ပါတယ်သူမကဘဝမှာလိုချင်တဲ့အရာမှန်သမျှဟာစ조사အားထုတ်မှုကနေပဲရရှိတာဖြစ်ကြောင်းလိမ့်လေလှည့်ပြားတာဟာမှားယွင်းပြီးသူ့ရဲ့ရလက်ဟာအမြဲတမ်းဆိုးရွားလိမ့်မယ်ဆိုတာကိုလည်းရှင်းပြပေးခဲ့ပါတယ်ရေမွန်အပြင်ထွက်လာတဲ့အခါသူ့တငယ်ချင်းတွေကသူ့ကိုအပြင်မှာရက်ဆောင်နေကြတာကိုတွေ့လိုက်ရပါတယ်သူကစူစီကိုလည်းချက်ချင်းတောင်းပန်ခဲ့ပါတယ်စူစီကသူ့ကိုခွင့်လွှတ်ပေးခဲ့ပြီးလာမယ့်စာမေးပွဲတွေအတွက်ပြင်ဆင်ဖို့ငါမင်းကိုကူညီပေးမယ်မင်းအမှတ်ကောင်းတွေရမှာပါစိတ်မပူနဲ့လို့ပြောခဲ့ပါတယ်အခုတော့ရေကူးပြိုင်ပွဲဟာရက်သက်တစ်ပတ်အနည်းငယ်ပဲလိုပါတော့တယ်ရေမွန်ဟာသူ့အသင်းကိုအနိုင်ရရှိအောင်ဦးဆောင်နိုင်ဖို့နေ့တိုင်းမနာတမ်းစတင်လေ့ကျင့်ပါတော့တယ်တဖြည်းဖြည်းနဲ့သူဟာတန်မာပြီးမြန်ဆန်တဲ့ရေကူးသမားတစ်ယောက်ဖြစ်လာခဲ့ပါတယ်မကြခင်မှာပဲသူဟာအသင်းရဲ့အကောင်းဆုံးကစားသမားတွေထဲကတစ်ယောက်ဖြစ်လာခဲ့ပါတယ်ဒီဖြစ်ရပ်တွေအားလုံးဖြစ်ပျက်ပြီးသည့်တိုင်ဘေလီဟာသူ့သခင်ကိုမစွန့်ခွာနိုင်ခဲ့ပါဘူးသူ့သခင်အတွက်အမြဲစိုးရိမ်နေခဲ့ပါတယ်သူဟာအဝေးကနေရေမွန်ကိုတိတ်တဆိတ်ကြည့်ရှုနေခဲ့ပါတယ်ရေမွန်ကတော့သူအဲ့ဒီမှာရှိနေမှန်းတော့မသိခဲ့ပါဘူးဘေလီဟာရေမွန်ရဲ့စိတ်နှိမ့်မြုပ်ထားမှုကိုမြင်တွေ့ရတာကြောင့်အယံဝမ်းသာခဲ့ပြီးသူ့သခင်အတွက်ဂုဏ်ယူနေခဲ့ပါတယ်တလကုံလွန်သွားပြီးနောက်ဆုံးမှာတော့ပြိုင်ပွဲတွေရောက်ရှိလာခဲ့ပါတယ်ရေမွန်တို့အသင်းဟာအခုဆိုရင်အလွန်ခက်ခဲတဲ့အခြေအနေတစ်ခုမှာရောက်နေပါတယ်အရှုံးနဲ့အနိုင်ရဲ့အဆုံးဖြတ်ဟာရေမွန်တယောက်တည်းအပေါ်မှာသာမူတည်နေပါတော့တယ်သူမြ мян ကူးနိုင်ရင်အသင်းအနိုင်ရနိုင်မှာပါအသင်းဖော်တွေနဲ့မိသားစုရဲ့အတန်တွေကိုကြားရတဲ့အခါရေမွန်ဟာရှိသမျှအားရင်ကုန်စိုက်ထုတ်ခဲ့ပါတယ်နောက်ဆုံးမှာတော့သူတို့အသင်းအနိုင်ရသွားခဲ့ပါတယ်ဒီနောက်မှာချက်ချင်းဆိုသလိုရေမွန်ဟာကန်စီကိုတက်တက်ပြေးသွားခဲ့ပါတယ်ဘေလီကမှော်နဲ့အနိုင်ရအောင်လုပ်ပေးခဲ့တာလို့ထင်မှတ်ပြီးသူ့ရဲ့စုကိုဘေလီအားပြသခြင်းခဲ့တာပါဒါပေမဲ့အဲ့ဒီရောက်တော့ရေမွန်ကဘေလီရဲ့အကူအညီမလိုတော့ဘူးလို့ပြောထားခဲ့တာကြောင့်ဘေလီဟာပြိုင်ပွဲစီလုံးဝမလာခဲ့ဘူးဆိုတာသိလိုက်ရပါတယ်ဒီတော့မှရေမွန်ဟာသူ့ရဲ့ကိုယ်ပိုင်စ조사အားထုတ်မှုနဲ့အနိုင်ရရှိခဲ့တာဖြစ်ကြောင်းနားလည်သွားခဲ့ပါတယ်သူဟာသူ့ကိုယ်သူအလွန်ဂုဏ်ယူသဘောကျသွားခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲဘေလီပေါ်လာခဲ့ပါတယ်သူကအခုဆိုရင်သခင်ကျွန်တော်အကူအညီမလိုတော့ပါဘူးအခုသခင်အရာရာကိုကိုယ့်ဘာသာကိုလုပ်နိုင်ပါပြီလို့ချစ်ခင်စွာပြောခဲ့ပါတယ်အခုတော့သူဟာအခြားကလေးတစ်ယောက်ရဲ့ဆန္ဒတွေကိုဖြည့်ဆည်းပေးဖို့အချိန်ရောက်လာခဲ့ပါပြီဘေလီဟာငှက်တကောင်ရဲ့ကြောပေါ်စီးနှင်းပြီးအဲ့ဒီနေရာကနေထွက်ခွာသွားခဲ့ပါတယ်မထွက်ခွာမီမှာသူကကျွန်တော်လျှို့ဝှက်ချက်ကိုဘယ်သူမှမပြောပါနဲ့လို့နောက်ဆုံးတစ်ချိန်ပြောသွားခဲ့ပါတယ်အချိန်အနည်းငယ်ကြာပြီးနောက်ရေမွန်အိယာကနိုးလာပြီးကောင်းကင်ကိုမော့ကြည့်လိုက်ပါတယ်အဲ့ဒီမှာဘေလီနဲ့အလွန်တူတဲ့တိမ်တိုက်တစ်ခုရှိနေခဲ့ပါတယ်အဲ့ဒီအချိန်မှာသူ့စိတ်ထဲမေးခွန်းတစ်ခုပေါ်လာခဲ့ပါတယ်ငါမြင်ခဲ့ရတာတွေအားလုံးကအိမ်မက်လားဒါမှမဟုတ်လက်တွေ့လားဆိုတာပါပဲဒါပေမဲ့အိမ်မက်ဖြစ်စေလက်တွေ့ဖြစ်စေအရေးမကြီးဘူးလို့သူဆုံးဖြတ်လိုက်ပါတယ်ပို့ပြီးအရေးကြီးတာကသူသင်ယူခဲ့ရတဲ့အရာပါပဲအဲ့ဒါကတော့သူဟာဘဝကိုစ조사အားထုတ်မှုနဲ့ရိုးသားမှုတို့နဲ့ရှင်သန်ဖြတ်သန်းရမယ်ဆိုတာပါပဲနောက်ထပ်စိတ်ဝင်စားစရာဇာတ်လမ်းလေးတွေကိုတင်ဆက်ပေးမှာဖြစ်လို့ကျွန်တော်တို့ရဲ့ Burmese Recap Channel လေးကိုလည်း like နဲ့ subscribe လုပ်ပြီးအားပေးခဲ့ကြပါအောင်ခင်ဗျာအဆုံးထိကြည့်ရှုပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်